ကဲကိုဆက်စုကြီးဒီပွဲလေးကျင်းပတာကတော့ကျွန်တော်တို့ဒါကြီးရွာသူကြီးရွာသားများကနေပြီးတော့ရွှေကျောင်းတော်ဝီခါရမှာကျွန်တော်တို့မုတ်တွေလူတွေဈေးတွေလူတွေဟုတ်လားရှင်းမင်းတော်ဖရားတွေပေါ့အားလုံးပေါ့ဗျာတရွာလုံးကုစုရတဲ့ပွဲကြီးပါတရွာလုံးကုစုရတဲ့ကျွန်တော်တို့ဒါဖရားပွဲကြီးပေါ့ဗျာနေ့စဉ်နဲ့တိုင်းပေါ့လေကဲဖရားပွဲကြီးမှာကျွန်တော်တို့ကြီးရွာသူကြီးရွာသားများတနည်းပဲဆိုရင်တော့ဒါဖရားဒါရဲကဖရားဒါရဲကမှများကိုခွန်ပြုမယ်မှန်တယ်ဗျာဒါကျွန်တော်တို့ခါတိုင်းပွဲလေးဆိုရင်တော့အလှပွဲတွေတည်ရတာဆိုတော့အလှရှင်လူမှနာမည်လေးတွေကိုကျွန်တော်တို့ကထည့်ပြီးဆိုရတယ်ဟုတ်တယ်အမှတ်တရလေးဖြစ်အောင်ပါနော်အခုကျွန်တော်နောက်မှလည်းဖိတ်စာပို့ထားပါတယ်ဖိတ်စာထဲမှာကြည့်တဲ့အခါကျတော့စာအုပ်နဲ့တအုပ်ဟုတ်လားနော်အဲ့တော့အစင်လိုက်သူ့အနေနဲ့သူဘယ်သူကဘလောက်လူတယ်ဘယ်သူကဘလောက်လူတယ်ပေါ့ဟုတ်လားဒါလေးတော့ကြီးဝဲသူကြီးဝဲသားများကိုတက်နိုင်တဲ့လောက်လောက်အားအင်အားလေးနဲ့ဟုတ်လားဝိုင်းဝန်းကူညီကြတယ်ဒါတွေမှာကဟုတ်လားငွေကြေးလေးနဲ့ကျွန်တော်တို့ဒီကြီးရွာမှာရှိတဲ့ဈေးဒီဖရားများကိုဟောလာတင့်တယ်အောင်ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြီးဒါကိုးကွယ်တဲ့ဒါဖရားဝဲကြီးဆိုလည်းမလွဲပါဘူးဟုတ်လားမမားပါဘူးအဲ့တော့ကျွန်တော်တို့ဖရားထိုင်ကများကိုဂုဏ်ပြုမှာကကိုဆက်စုကြီးဂုဏ်ပြုတယ်စေရနာပြက်ပြီးသားတဲ့နားစင်ကြည့်မယ်ပြုစေရနာပြက်ပြီးသားပါတဲ့ကိုဟုတ်ပါဗျာဟေးစေရင်စားမဒီရဲ့စိတ်ထဲကစေရနာပြည့်ပြီးတော့ဖိစားရောက်ကြည့်သူရောအလူဖိစားမရောက်ကြည့်သူရောပြောပြရစေကျမရဲ့နေကစကားလာစီခြင်းလို့ဝိနည်းအမြစေရနာချဝိနည်းအမြစေရနာချရမဘတ်တော်မငယ်ကွနေရှိရဲ့ရဲ့ရောရောစိတ်ထဲရှိပြီးသားနာနေဝါအစာပြမကြီးကစီရနာပြေပီရွာကြီးရွာမှာရှိကြတဲ့ရွာလူရွာသားများဖရားဒါရဲကမှများကိုခေါ်ပြုလိုက်ရပါတယ်ခင်ဗျာဟုတ်ပါစေရနာပြက်ပြီးသားဖိတ်စာရောက်တဲ့သူရောအလူဖိတ်စာမရောက်တဲ့သူရောပြောမရသေးကျွန်တော်ရင်တွေကတကားလူလိုလာသေးခြင်းလို့ဝိရိယပြစေနာထားဝိရိယပြစေနာထားဒီကဘတ်တော်မငယ်ကွနေဗျာရဲ့ရဲ့ရုံရုံစိတ်ထဲရှိပြီးသားအာမနာနဲ့ဝါအောင်သာဘုရားတကားဘတ်ကတော့ဟေးရွာသားများအားလုံးစီရနာပြက်ပြီးသားပါခင်ဗျာဟုတ်ပါ